မရှာခိုင်းတဲ့ကျင်းထဲမှာဗျာနော်သူတို့ထမင်းစားနားနေတုံနော်ကျွန်တော်ဝင်းရှာလိုက်တာဒီမဲ့အရေကုန်လေးတစ်လုံးတွေ့အတန်နားတောင်နော်ဒါမဖော်ရသေးခင်ကျွန်တော်ပြပေးရနော်ဒီမဲ့နော်သူဖော်မရနော်ဒါလေးကြောက်လေးကတော့ဒီမှာပေါ့ဗျာနော်ဒါကျွန်တော်ခောက်ချက်ဒီမဲ့နော်အခွန်ကိုကြည့်ပဲနော်ကျွန်တော်တို့မုံတူးခွန်သွားမယ်ထင်တယ်နော်ဒါလေးနဲ့ကျွန်တော်ဖော်မရနော်ဒါကျွန်တော်ခောက်ချက်ပဲနော်ကြောက်ကတော့လုံးကြီးမလားလုံးသေးမလားတော့မသိဘူးဗျာနော်မဲမြုပ်လာဗျာနော်သူကပေါ်ယုံလေးပဲပေါ်နေရနော်အပေါ်ယံလေးတင်မယ်ခုံလေးပေါ်နေရဒါကျွန်တော်ပတ်ခေါ်ရင်းနဲ့နော်ကဘာမှအဲ့လိုမျိုးကတ်နာပေါ့ဗျာနော်ကတ်နေတာနဲ့ကျွန်တော်ရှာတာတော်တော်လေးကိုမြုပ်သေးရမြေကလည်းတော်တော်မာရနော်အပေါ်ကကျွန်တော်ပြောသလိုဗဖိုးကြိတ်ထားဆိုတော့တော်တော်မာရလုံးကြီးလေးဖြစ်တော့မစိုးပြနော်ရမ်းအောင်ကြည့်နော်ရမ်းအောင်ကြည့်ဒါကြောင်ရမ်းအတန်လဲနားထောင်နေမယ်ကြောက်တောင်တိမ်တဲ့နေရာကြောင်မျိုးတော့ရှင်းမယ်တယ်ဗျနော်တော်တော်မာရဗျာနော်ဖော်ရမှာရောကျိုးကကျွန်တော်ပြောသလိုအပေါ်ကဗဖိုးကြိတ်ထားဆိုတော့နည်းနည်းလေးတော့ဖော်ရခတ်တယ်ဗျနော်ဒီမှာအတန်းတော့တိမ်နဲ့နေကြက်တန်ထွက်ဒီကောင်ညဖဲထုတ်အောင်မှာညံပဲ့ကုန်မယ်ကြောက်ကပဲ့မှလည်းကြောက်သေးပြီနော်နင်းကံပြီးတော့ဖိုးလို့လည်းမရအောင်ရေကြောက်ကအလုံးကကြီးလာသေးလာတော့မသိဘူးဗျာနော်ဒီဘက်မှာလည်းနည်းနည်းလေးအစာလေးတော့ထွက်လာနည်းနည်းလေးတော့တအားကြီးမဲ့တော့မပေါင်းတော့90သားလောက်ပဲနေမှာကြောက်ကတော့ဖြစ်နိုင်ကြီးပေါ့ဗျာနော်ကျွန်တော်ခမန်းရလုံးကြီးလိုက်ဆန်ကွာရေပန်းပါလှုပ်ကိုမလှုပ်သေးဘူးရနော်ဟိုနည်းနည်းလေးတော့လှုပ်လာရနော်အတန်းတော့တော်တော်ကောင်းတယ်ဗျအေးပန်းပါလမ်းကွာအေးပန်းပါလားဟာမထော်သေးဘူးလားဟာရောင်းနော်တော်တော်လေးကိုမြုပ်လာဗျာဒီမနော်ဒီအဆက်ကနေမြုပ်လာကြောက်ကတော့ဒီမဲ့ဒီအဆက်ကနေတော်တော်လေးမြုပ်နေဗျဒီဘောကတွေရင်ရိုက်ခွာမှရမှာမကြည့်ကြောက်မျိုးတော့မစိုးဘူးနော်ရှင်းနေတယ်ပါမှာ